မင်းကျူ channel မှာကြိုဆိုပါရစေ။ဒီတစ်ပတ်တင်ဆက်မဲ့ပုံပြင်လေးကတော့မြမရိုးရာပုံပြင်လေးဖြစ်တဲ့စိတ်တယ်ရဲ့မောင်ကုတ်ဆိုတဲ့ပုံပြင်လေးဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရေအပန်းမကြီးဘူးဆိုရင်လိုက်အင်းစစ်စဲခိုင်လေးပေးခဲ့ကြအောင်နော်။ကလေးတို့ရေညောင်ညိုပင်ဆိုတဲ့ရွာလေးမှာတန်ခဲနဲ့မောင်ကုတ်ဆိုတဲ့သူငယ်ချင်းနှစ်ယောက်ရှိကြတဲ့သူတို့နှစ်ယောက်ဟာတဦးလုံးကိုတဦးကူညီကြသလိုကာလာသားတဘာဝလုံမလေးတွေကိုလူပြိုလက်ရင်နဲ့အတူတူပဲတဲ့ကွယ်အရန်ချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ပေါ့မောင်ကုတ်ရေစပားတွေအကုန်လုံးနဲ့ကြည်တဲ့ရောက်ပြီးပြီဟဲ့ဒီညဟိုဘက်ရွာလူပြိုလက်သွားရအောင်အေးဟုတ်တယ်ဟဲ့ငါလဲစပယ်နဲ့မတွေ့တာကြပြီဒီညလည်းနှစ်ခွရွာသွားရအောင်ဒီလိုနဲ့မောင်တန်ခဲနဲ့မောင်ကုတ်တို့ဟာလဲလန်းခွေရွာကိုလူပြိုလက်ထွက်ခဲ့ကြတာတဲ့တန်ခဲဒီအပင်ကြီးအောက်ရောက်တာခါတိုင်းထက်မောင်မဲနေတယ်လို့ပဲပြီးတော့စိတ်ထဲမှာအေးဆက်ဆက်ကြီးနဲ့ကွာတမျိုးကြီးပဲလာစမ်းပါကွာမင်းစိတ်ထင်တာဖြစ်မှာအခုလောက်ဆိုခင်လေးမျောနေလောက်ကြောင်မြန်မြန်သွားစို့ခင်လေးရေစပားပြီးအောင်တိတ်နေရတာအခုမှပဲရောက်ဖြစ်ကြတော့တယ်ခင်လေးရေခင်လေးလည်းအဖို့ကိုတတိယနေတယ်ကိုရင်အေးဟဲ့အလွမ်းတယ်လိုက်ကြအောင်ငါစပယ်လေးစီသွားလိုက်အောင်မယ်ဒီညတော့ငါတို့တော်တော်နောက်ကျသွားပြီညနှစ်ချက်တီးလောက်ရှိပြီမိတယ်ကွာအေးဟုတ်တယ်မှောင်ကလည်းမှောင်လိုက်တာအာငါခြေတော့ကိုဘာကောင်တိုက်သွားလဲမသိဘူးဘာဖြစ်တာလဲဟာငွေကွက်ငွေမောင်ကုတ်ရေမောင်ကုတ်ထားပါပြီကွာဒီလိုနဲ့မောင်ကုတ်လေးဟာငွေကြိုက်ခံရပြီးကွယ်လွန်သွားပါလေရောတန်ခဲရေဒီနေ့ဟိုဘက်ရွာမှာလက်ဝဲပွဲရှိတယ်ကွာခါတိုင်းဆိုလက်ဝဲရန်ဝါဒနာပါတယ်မင်းရောက်နေတော့ပြီပေါ့ကွာခင်လေးစီလဲငါမသွားဖြစ်ဘူးကွာမင်းမပါတော့ငါလဲတယောက်တည်းဆိုတော့သွားရမှာလန့်လန့်ပဲကွာအင်းခင်လေးတယောက်တော့မျှော်နေလောက်ပြီငါလဲအရန်တတိယနေပြီဘာဖြစ်ကွာတယောက်တည်းလဲရအောင်သွားမယ်ဒီကောင်တန်ခဲခင်လေးစီသွားမလို့လားကွာဟာတရေကြီးမင်းမောင်ကုတ်လားအေးငါမောင်ကုတ်ပဲမင်းနဲ့အတူငါဆက်ပြီးစီလိုက်တယ်ဟာလိုက်လို့မရဘူးလေမင်းကတရေပဲဒီမလိုက်ရရင်မင်းနဲ့တော့ဝေကူကူမှာသွားရမယ်ဒါမင်းကိုမနာလို့ဘူးချဆိုလဲချကွာအချိန်မရှိဘူးဟာရတန်ခဲတဲ့ကွာရှောင်းနေမှလုံနေရင်းတောင်ပြင်းပြီးတယ်တော့ဟာမောင်တန်ခဲလေးဟာတရေဖြစ်သွားတဲ့မောင်ကုန်းနဲ့လက်ဝဲထိုးရတော့အောင်ပေါ့အချိန်တော်ကြာထိုးပြီးမှမောင်ကုန်းတရေကလို့ပြေးလိုက်တယ်ဒီကောင်မင်းသွားလို့ရပြီကွာနောက်ရက်တွေသွားချင်ရင်လည်းငါနဲ့တပွဲတလန်းဆန်းတော့ပေါ့ဟောဟဲမင်းကွာတကယ်ချင်းအချင်းချင်းတွေကိုကွာဒုက္ခပေးတယ်နော်အေးငါတော့ခင်လေးစီသွားတိုင်းကိုကောင်မောင်ကုတ်တရေနဲ့လက်ဝဲထိုးနေရတော့ပင်ပန်းလာပြီဘယ်လိုလုပ်ရမလဲကြံရပြီရွာအရှိပိုင်းကဆရာကြီးဦးသိပ်ပါစီသွားပြီးဒီတောင်းပါဆရာကြီးရေကျွန်တော်နဲ့မောင်ကုတ်တရေကိစ္စဆရာကြီးကမှဖြစ်တော့မယ်အခုပါနဲ့ကွာရော့ချီမန်ကွင်းလေးယူသွားတရေမောင်ကုန်းနဲ့ထိုးနေတော့သူ့လေပင်မှာဆွလိုက်ပြေးလေသွားမှာပါမောင်တန်ခဲဟာဆရာကြီးစီကချီမန်းကွင်းရပြီးရဲ့နောက်မောင်ကုတ်တရေရှိတဲ့တစ်ပင်ကြီးစီလာခဲ့တာပေါ့တရေမောင်ကုတ်ရေဒီညတော့မင်းနဲ့ငါတွေ့ပြီပေါ့ဒီလိုနဲ့မောင်တန်ခဲဟာလက်ဝဲထိုးနေတော့တရေမောင်ကုတ်ရဲ့လေပင်မှာချီမန်းကွင်းကိုဆွလိုက်တာပေါ့ဟာချီမန်းကွင်းဆွလိုက်တာဒီကောင်စိတ်ဖြစ်သွားပြီလာစိတ်တရေမောင်ကုတ်ရေအိမ်လိုက်ခဲ့ဒီစိတ်တရေကငါတငယ်ချင်းမောင်ကုတ်ဖြစ်နေတော့တက်စားရဘူးငွေထားတော့လဲငါအလုပ်ရှုပ်တယ်ဟာအကြံရပြီးရွာတဲ့တာတင်လို့စိတ်နဲ့လောင်းကြီးထပ်ပြီးတိုက်ရရင်ငါကောင်ကတရေဆိုတော့နိုင်ပါပဲမောင်ကုတ်ရေဝိထားကွာဝိထားနိုင်ပြီးဟေ့ငါစိတ်နိုင်သွားပြီဒီလိုနဲ့မောင်တန်ခဲဟာစိတ်တရေမောင်ကုန်းနဲ့စိတ်တိုက်တာပွဲတိုင်းနိုင်တဲ့မောင်တန်ခဲဟာစိတ်တိုက်တာနိုင်တော့လောင်းကြီးတွေလည်းတော်တော်များများရနေပြီပေါ့ဒါနဲ့သူနဲ့စိတ်တရေမောင်ကုန်းတို့ဟာရွာစင်လဲပြီးစိတ်တိုက်ပွဲလုပ်ကြတာပေါ့ဒီနေ့တော့စိတ်တရေမောင်ကုန်းနဲ့ပေးပင်ရွာကစိတ်တကောင်နဲ့ဝိနေရုံချီမန်းကွင်းပြတ်သွားပါလေရောဟာကွာချီမန်းကွင်းပြတ်သွားပြီကွာဟာဝိနေရင်နဲ့တန်ခဲစိတ်ပြောက်သွားပြီကွာနေရောက်တော့မောင်တန်ခဲဟာခင်လေးရှိရာလဲလန်းခွေရွာကိုထွက်လာတဲ့ညောင်ပင်ကြီးအောက်ရောက်တော့မောင်ကုတ်ရေဆင်းလာပါဦးကွာငါတို့လက်ဝဲထိုးရအောင်မလာဘူးကွာငါမင်းနဲ့လက်ဝဲမထိုးတော့ဘူးငါထိတ်တွေလဲနာလာပါပြီကွာငါထိတ်တွေလဲနာလာပါပြီကွာဟာဒီကောင်ဝေးရလုံးလို့ထိတ်နာပြီးပြေးပြီကွာမှတ်ပလားကွာဒီအချိန်ကစားပြီးမောင်တန်ခဲဟာခင်လေးရှိရာလမ်းလဲခွေရွာကိုနေတိုင်းလာတဲ့မောင်ကုတ်တရေကဘယ်တော့မှမနှောင့်ယှက်တော့ဘူးလေကွယ်အခုတော့သူတို့နှစ်ယောက်ကြားမှာအနှောင့်ယှက်တွေကင်းသွားပြီပေါ့ကွယ်ကလေးတို့ရေပုံပြင်လေးကတော့ပြီးရပြီကွယ်နောက်လာမယ်ပုံပြင်လေးတွေကိုစောင်းမျှော်ကြည့်ရှုဖို့အတွက် channel လေးကိုSubscribe လေးပေးခဲ့ကြအောင်နော်